ဆက်ရှိရာစုပြင်သစ်နိုင်ငံရဲ့မှောင်မိုက်တဲ့လမ်းကြားတွေထဲမှာလောကမှာဘယ်သူမှမရဘူးတဲ့ရနတ်တစ်ခုကိုဖန်တီးဖို့စ조사နေတဲ့ရနတ်အယူအမှုသမားကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူဟာပန်းဖွင့်တွေရဲ့ရနတ်ကိုမဟုတ်ဘဲလှပနုပြိုတဲ့မိမပြိုလေးတွေရဲ့ကိုတင်းတန်ကိုတင်းစည်းခြင်းခဲ့တာပါ။သူ့ရဲ့ရေမွေးဖော်စံနီးကကြောက်မက်ဖွယ်ကောင်းလောက်အောင်ရက်ဆက်ပါတယ်။သူဟာနေ့စဉ်မိန်းကလေးတစ်ယောက်ကိုတတ်ဖြတ်ပြီးသူမရဲ့ခန္ဓာကိုယ်ထဲကအဖိုးတန်အစီတွေကိုထုတ်ယူပါတယ်။ပြီးနောက်အဲ့ဒီအစီတွေကိုအိုးကြီးကလုံးထဲမှာအပူပေးကစိတ်ရှည်လက်ရှည်အရေးဖြောပါတယ်။သူ့အလိုချင်းဆုံးအရာကမိန်းကလေးတွေရဲ့အသားအရေကနေထွက်ပေါ်လာတဲ့မွေးရနံ့အစီအနေတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးရက်ဆက်တဲ့နီးလန်းတွေနဲ့မတူညီတဲ့ရေမွေးဆက်နှစ်ပူကြီးကိုတပူပြီးတပူသူဖန်တီးခဲ့ပါတယ်။ရက်တနေငယ်အကြာမှာတော့ရေကန်တွေထဲမှာမိန်းကလေးတွေရဲ့အဝတ်ဗလအလောင်းတွေစက်တိုက်ဆိုးသလိုပေါ်လာပါတော့တယ်။အကြောင်းရင်းမရှိပျောက်ဆုံးသွားတဲ့မိန်းကလေးတွေများပြားလာတဲ့အတွက်ဘယင်ကြီးကိုယ်တိုင်ထိတ်လန့်သွားပြီးတမျိုးလုံးကိုညမထွေအမိန်ထုတ်ပြန်လိုက်ပါတယ်။ဘယင်ကြီးဟာသူ့ရဲ့အချစ်ဆုံးသမီးတော်လေးကိုပါဘေးကင်းညာနန်းတော်နဲ့ဝေးရစီကိုလွတ်ရွတ်ပို့ဆောင်ခဲ့ပါတယ်။ဒါပေမဲ့လူသက်သမားမှာထူးဆန်းတဲ့ဇွမ်းရည်တစ်ခုရှိနေပါတယ်။သူဟာလူတယောက်ရဲ့ရနံ့ကိုမိုင်မောင်းများစွာအကွာဝေးကနေတောင်ခွဲခြားသိနိုင်တဲ့အနံကန်အာယုံကိုပိုင်ဆိုင်ထားပါတယ်။မင်းသမီးလေးရဲ့ထူးခြားဆန်းပြတဲ့ရနံ့ကိုသူရရှိလိုက်တဲ့အခါမှာတော့တားဆီးမရနိုင်တဲ့စိတ်ရိုင်းတီနဲ့နန်းတော်စီကိုတန်းတမ်းမဲ့မှပြေးသွားခဲ့ပါတယ်။ဘယင်ကြီးပြန်ရောက်လာချိန်မှာတော့အရာအလုံးနောက်ကျသွားခဲ့ပါပြီ။သမီးတော်လေးဟာအသက်မဲ့နေခဲ့ပြီးသူမရဲ့ဝိညာဉ်နဲ့ရနံ့တွေဟာကောင်လေးရဲ့နောက်ဆုံးရေမွေးပလင်းတွေကိုရောက်သွားခဲ့ပါပြီ။နောက်ဆုံးမှာတော့ကောင်လေးဟာအဖန်ခံရပြီးလူအများရှိမှကွက်မြတ်ဖို့စီရင်ချက်ချခံရပါတယ်။ဒါပေမဲ့တေမင်းနဲ့ရင်ဆိုင်ရချိန်မှာသူဟာမင်းသမီးလေးရဲ့ရနံ့နဲ့လှုပ်ထားတဲ့ရေမွေးပလင်းကိုတိုက်တဆိတ်ထုတ်ယူလိုက်ပါတယ်။သူဟာရေမွေးတစ်စက်ကိုအဝတ်စပေါ်မှာလောင်းချလိုက်တဲ့အခါတဖြည်းဖြည်းပြန့်နှံ့သွားတဲ့ရနံ့ဟာကွင်းပင်တစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်။ဒေါသတကြီးနဲ့တတ်ဖို့ကြွေးကြော်နေတဲ့လူအောက်ကြီးဟာချက်ချင်းပဲငြိမ်ကျသွားပြီးစိတ်အာယုံတွေလွတ်ထွက်သွားသူ့ကိုနဖျားတစ်ပါးလိုမြင်အောင်ပြီးဒူးထောက်အရှုံးပေးလိုက်ကြပါတော့တယ်။ရနံ့ရဲ့စွမ်းအားဟာလူသားတွေရဲ့အမုန်းတရား